ဇလန်နီရဲ့အစမှာတော့ဝါရှင်တန် DC မှာနေတဲ့ဇာရီဆိုတဲ့မျိုးသမီးတဦးနဲ့စတင်ထားပါတယ်။သူမဟာကားမောင်းနေရင်နဲ့တိတိတသားစိတ်မသက်မသာဖြစ်နေပုံလည်းရပါတယ်။အဲဒီအချိန်မှာပဲကလောက်ဒီယာလို့ခေါ်တဲ့မျိုးသမီးစီကနေဖုန်းကောတကောဝင်လာခဲ့ပါတယ်။ကလောက်ဒီယာကအဲဒီကောင်မလေးတေဆုံးတာကိုဘာလို့ဒီလောက်တောင်ပူပန်နေရတာလဲလို့မေးလိုက်တဲ့အခါမှာတော့ဇာရီကသူမကကျမတို့ဌာနမှာကျမနဲ့အတူတူလှုပ်လှုပ်တာလीကျမနဲ့အတူအလုပ်လုပ်ရတဲ့အတွက်သူအသက်ခံရတာလို့ပြန်ဖြေလိုက်ပါတယ်။ကလောက်ဒီယာကတော့သူမကိုနှစ်သိမ့်ပေးရင်းနဲ့ပဲတိတ်မတွေးနေပါနဲ့ကို့အလုပ်ကိုပဲအာရုံစိုက်ပါမကြခင်အခြေအနေတွေကောင်းလာပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။စာရီကတော့သူမဟာရန်ကိုဗိုက်စာနေတာကြောင့်သူမပထမအဆုံးလုပ်ရမယ့်အလုပ်ကတော့ဈေးဝယ်ထွက်ဖို့လိုပဲပြောလိုက်ခဲ့ပါတယ်။ဒီလိုနဲ့တစ်ဖက်မှာတော့ခိုးလို့ခေါ်တဲ့အမျိုးသားတဦးကိုတွေ့ရမှာပဲဖြစ်ပါတယ်။သူဟာစိုက်ပျိုးရေးသမားတဦးလည်းဖြစ်တယ်လို့ယူပဗေဒပညာရှင်တဦးဖြစ်တာကြောင့်သူ့ရဲ့ဆိုင်မှာတော့ဈေးပတ်ဝင်အပင်တွေကိုအမြဲရောင်းချလျက်ရှိနေခဲ့ပါတယ်။ဘာဈေးပင်တွေကိုရောင်းရင်းနဲ့ပဲပတ်စံအမ်းမှုအတွက်ပတ်စံအိတ်ကိုရှာလိုက်တဲ့အခါမှာရှာမတွေ့တာကြောင့်ဝယ်သူတွေကိုသူကတောင်းပန်နေရပါတော့တယ်။ဝယ်သူတွေကတော့သူ့ရဲ့ယဉ်ကျေးတဲ့အပြုအမူကိုကြည့်ပြီးတော့ရဲမောနေကြပါတော့တယ်။အဲဒီနောက်မှာတော့ခိုးဟာသူ့ရဲ့ဖုန်းထဲက app တစ်ခုကိုသုံးပြီးပတ်စံအိတ်ကိုခြေရာခံလိုက်ကဝယ်သူကိုပတ်စံပြန်အမ်းလိုက်ခဲ့ပါတယ်။သူဟာစရင်တွင်းနေရင်းနဲ့နည်းနည်းလေးတော့စိတ်ပြတ်နေပုံရပါတယ်။ဘာလို့လဲဆိုတော့ချစ်သူနဲ့လမ်းခွဲထားတာမကြသေးလို့ပဲဖြစ်ပါတယ်။အဲဒီအချိန်မှာပဲအနီးနားကပန်းဆိုင်ပိုင်ရှင်ဖြစ်တဲ့အန်ဒါဆိုခေါ်တဲ့အမျိုးသမီးကြီးကတော့ချစ်သူအစ်စ်တွေ့လာမှာပါအတိတ်ကိုမေ့ပြီးအလုပ်ကိုပဲအာရုံစိုက်ပါလို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ခိုးကိုသူ့ရဲ့ဆိုင်လေးကိုခဏလောက်စောင့်ပေးပါလို့ပြောပြီးအပြင်ခဏထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့တစ်ဖက်မှာလဲစာရီတယောက်ဈေးထဲကိုရောက်လာခဲ့ပြီးအန်ဒါရဲ့ဆိုင်မှာဘီဂိုနီယာပန်းမီတပင်ကိုမြင်တွေ့လိုက်ရပါတယ်။သူမဟာသဘောကျသွားတာကြောင့်ကောက်ယူလိုက်ပြီးဝယ်ဖို့စဉ်းစားလိုက်တဲ့အချိန်မှာပဲခိုးတယောက်ကတတိထားမိသွားပါတယ်။အဲဒါကြောင့်ခိုးတယောက်သူမစီကိုရောက်လာခဲ့ပြီးကောင်းတဲ့ရွေးချယ်မှုပဲဒီအပင်လေးကအရန်အံ့ဩဖို့ကောင်းတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့နောက်တော့သူမကိုတတိပေးစရာရှိတယ်ဆိုတော့ကိုတယောက်သိလိုက်ပါတယ်။ဒီအရွက်တွေကအနှဲငယ်အစိတ်သင့်စေတတ်တာကြောင့်အိမ်မွေးတရိတ်ဆန်တွေကိုတော့မစားပါစေနဲ့။ပြီးတော့နှစ်ရက်ခြားတစ်ခါရေလောင်းမှုလည်းလိုပါတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာစာရီတယောက်ကလည်းတခါတလေကျမကလာပေါင်းများစွာခရီးထွက်နေရတတ်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်။ဒီစကားကိုကြားချင်းမှာပဲခိုးတယောက်ကတော့ခေါင်းခါရင်းနဲ့စိတ်မကောင်းပါဘူး။ဒါပေမဲ့ခမ ्या ကိုကျွန်တော်ဒီအပင်ရောင်းလို့မရဘူး။ပုံမှန်ရေမရဘူးဆိုရင်အမြင်မြန်သေသွားမှာကိုကျွန်တော်မလိုလားဘူးလို့ပြောလိုက်ပါတယ်။စာရီကတော့အံ့ဩတင်သွားပြီးတော့အတင်းအကျပ်ဒါပေမဲ့ကျမဒီအပင်ကိုလိုချင်တယ်လို့ပြောလိုက်ပါတယ်။ခိုးကလည်းထပ်မရောင်းပေးမနဲ့ပလတ်စတစ်အပင်တစ်ပင်ဒါမှမဟုတ်ရင်ရှားဆောင်ပင်မျိုးကိုခမ ्या ယူသင့်တယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့လည်းစာရီကတော့ခိုးကိုပါလေရှင်ကဘာရောက်နေသူလဲအပင်တွေကိုစောင့်ရှောက်တဲ့သူလားဒါမှမဟုတ်သူတော်စင်တူလားလို့မေးလိုက်ပါတယ်။ဒီလိုနဲ့ပြောစရာကောင်းတဲ့စကားညင်းခုန်မှုကနေတဆင့်ပြင်းထန်တဲ့အခြေအတင်ညင်းခုန်မှုဖြစ်ကိုပြောင်းလဲသွားပြီးတော့သူတို့နှစ်ယောက်လုံးကတယောက်ကိုတယောက်အလျှော်ပေးတဲ့ပုံလည်းမပေါ်ခဲ့ပါဘူး။ဒီလိုနဲ့အဲ့ဒီအချိန်မှာပဲဆိုင်ရှင်အမျိုးသမီးအန်တာပြန်ရောက်လာခဲ့ပြီးသူတို့ရန်ဖြစ်နေတာကိုခဏနားထောင်လိုက်ပါတယ်။အကြောင်းစုံကိုသိရတဲ့အခါမှာတော့နှစ်ခါစဉ်းစားမနေတော့ပဲအဲ့ဒီဘန်းပင်လေးကိုစာသည့်စီကို$10နဲ့ရောင်းချလိုက်ပါတယ်။စာရီကတော့အပင်ကိုယူပြီးထွက်သွားတဲ့အခါမှာခိုးတယောက်ကလည်းစာရီကိုစားနောက်တဲ့အတင်နဲ့အပင်လေးကောင်းရမွန်ရရောက်ပါစေလို့အော်ပြောလိုက်ပါတယ်။သူကတော့အန်ဒီကိုခမ ्या သူ့ကိုမရောင်းလိုက်တဲ့ဘူး။သူကအဲ့အပင်ကိုတက်ပစ်လိုက်မယ်လို့ပြောပါတယ်။အန်နာကတော့ရေမောနေခဲ့ပြီးမင်းတို့နှစ်ယောက်ဖုန်းနံပါတ်တွေမလဲတော့ဘူးလားလို့တော့ထင်နေခဲ့တာ။အဲ့ဒီညင်းခုန်မှုရဲ့နောက်ကွယ်မှာမင်းတို့နှစ်ယောက်ရဲ့မျက်နှာမှာချစ်စပွဲမြူဆွဲမှုလေးတွေရှိနေတယ်ဆိုတာကိုငါခံစားရတယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်တဲ့အခါမှာတော့ခိုးတယောက်ကအန်နာကိုသူ့ဆိုင်ကိုစောင့်ခိုင်းပြီးတော့စာရီရဲ့ကားစီကိုအပြေးလေးသွားလိုက်ပါတယ်။သူကအရန်မျက်နှာကြောင့်စာရီတယောက်ကားကိုဘရိတ်အုပ်လိုက်တဲ့အခါမှာပဲကားရဲ့နောက်ခန်းထဲမှာရှိတဲ့ဘီဂိုနီယာပန်းပင်လေးကပြုတ်ကျပြီးအိုးလေးကကွဲသွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ကိုတယောက်ကကော်ဖီတူတူသွားတောက်ရအောင်လားလို့မေးလိုက်ပါတယ်။စာရီကတော့အံ့ဩသွားပြီးသူ့ကိုကြည့်ကကျမတို့စောနာလေးရမှာရန်ဖြစ်ထားတာလေ။ဘာလဲအခုကော်ဖီတောက်ဖို့ချိန်နေတာလားလို့ကိုတယောက်ကိုပြန်ပြောလိုက်ပါတယ်။ခိုးကတော့သူတို့ညင်းခုန်နေချိန်မှာတော့မှသူ့ရင်ဘတ်ထဲမှာတခုခုခံစားလိုက်ရကြောင်းကိုသူမကိုပြောပြခဲ့ပါတယ်။အဲဒီနောက်မှာပဲသူစကားရဲစရာကောင်းမှန်းသိတာကြောင့်အာနာစွာနဲ့ပဲတောင်းပန်ပါတယ်လို့ပြောပြီးထွက်သွားဖို့ပြင်လိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာစာရီတယောက်ကတော့တခုခုကိုခံစားလိုက်ရတာကြောင့်သူမသွားခင်လေးမှာပဲကားကိုဟွန်းတီးပြီးတော့သူ့ကိုတားလိုက်ပါတယ်။အဲဒီနောက်မှာပြန်လာဖို့အချက်ပြခဲ့ပြီးတော့ကော်ဖီတောက်ဖို့ပဲဆိုရင်တော့ရပါတယ်လို့ပြောလိုက်ပါတယ်။ခိုးတယောက်ကတော့ပျော်ရွှင်သွားတဲ့မျက်နှာတွေနဲ့သူမကားလေးကိုဝင်ထိုင်လိုက်ပါတော့တယ်။ဒီလိုနဲ့ပဲခိုးတဲ့စာရီနှစ်ယောက်သားကတော့ရှောက်လေရင်းနဲ့စကားတွေပြောကော်ဖီတွေတောက်ပါတော့တယ်။နေရာမျိုးမျိုးကိုသွားကြပြီးသူတို့ရဲ့ဘဝအကြောင်းကိုလည်းတဦးကိုတဦးဝေမျှနေခဲ့ပါတယ်။
စာရီကတော့ခိုးကိုကျမကနိုင်ငံတကာအနုပညာကုန်တဲ့တူပါအနုပညာပစ္စည်းတွေရှာဖို့အတွက်နိုင်ငံအမျိုးမျိုးကိုခရီးထွက်နေရတာပါလို့ပြောပြခဲ့ပါတယ်ခိုးကလည်းဒီလိုပြန်ပြောပါတယ်စိုက်ပျိုးရေးကတော့ကျွန်တော်ရဲ့ဝါသနာပါပဲဒါအပြင်အပင်တွေကိုစောက်ရှောက်ပုံနဲ့လူတွေဟာနေ့စဉ်သဘာဝပတ်ဝန်းကျင်ကိုဘလို့ဖြတ်စည်းနေတယ်လဲဆိုတဲ့စာအုပ်တအုပ်ကိုလည်းကျွန်တော်ရေးနေပါတယ်လို့ပြောပြခဲ့ပါတယ်အဲဒီနောက်မှာတော့ခိုးကလှေကားရှည်ကြီးရှိတဲ့နေရာတစ်ခုကိုစာရီကိုခေါ်သွားခဲ့ပြီးကြောက်စရာအကောင်းဆုံးရုပ်ရှင်ဖြစ်တဲ့ The Azores လို့ခေါ်တဲ့ဇာတ်ကားကိုဒီမှာရိုက်ခဲ့တာလို့ပြောပြခဲ့ပါတယ်ပြီးတော့စာရီကိုခမရဲ့အကြီးမားဆုံးကြောက်ရွံ့မှုကရောဘာလဲလို့မေးလိုက်ပါတယ်စာရီကတော့သူမဟာကြောက်ရွံ့မှုတွေကိုလက်ခံထားဖို့စီစဉ်ထားတာမရှိတဲ့အတွက်ဘာကိုမှမကြောက်ပါဘူးလို့ဖြေလိုက်ပါတယ်ခိုးကလည်းသူမကိုစိန်ခေါ်လိုက်ပါတယ်ဒီလေကားရဲ့ထိတ်ကိုပြေးတက်ရအောင်ကျွန်တော်နိုင်ရင်ခမရဲ့အကြီးမားဆုံးကြောက်ရွံ့မှုကဘာလဲဆိုတာကိုကျွန်တော်ပြောပြမယ်လို့ဆိုခဲ့ပါတယ်ဒီလိုနဲ့ယုံကြည်မှုတွေပြည့်နေတဲ့စာရီတယောက်ကတော့လက်ခံလိုက်ပါတယ်အဲဒီအချိန်မှာပဲခိုးတယောက်ကသူ့ရဲ့ဖုန်းနဲ့ဆေးတစ်ခုကိုထုတ်လိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ခိုးတယောက်ကတော့ပန်းနာရင်ကျက်ယောဂအနည်းငယ်ရှိနေတာပါသူကအဲ့ဒီဆေးကိုတစ်ချက်ရှူလိုက်ပြီးစာရီကတော့သူ့ပစ္စည်းတွေအားလုံးကိုသူမရဲ့အိတ်ထဲကိုထည့်ဖို့ပြောပါတယ် ready steady go လို့អော်ပြီးနှစ်ယောက်သားလေကားထိတ်ကိုပြေးတက်ကြပါတော့တယ်အစာပိုင်းမှာတော့ခိုးတယောက်ရှေ့ရောက်နေပေမဲ့ကိုခန္ဓာကြက်ခိုင်တဲ့စာရီကတော့သူ့ကိုလင်းမြန်စွာကြော်တက်ပြီးတော့အနိုင်ရသွားခဲ့ပါတယ်ဒီလိုနဲ့အသက်ရှူကျက်နေတဲ့ခိုးတယောက်ကတော့ရှက်ရွံ့စွာနဲ့ခမည်းကလေ့ကျင့်ခန်းတွေအများကြီးလုပ်ပုံရတယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့နောက်ပိုင်းမှာတော့သူတို့နှစ်ယောက်ဟာအနုပညာပြလိုက်တစ်ခုကိုတွားရောက်ခဲ့ကြပါတယ်အဲဒီထဲမှာတော့စာရီတယောက်သူမရဲ့အတိတ်ကအကြောင်းအရာတွေကိုဖွင့်ပြောပြခဲ့ပါတယ်လှေဖောင်နဲ့အမေရိကန်ကိုရောက်လာတဲ့အချိန်မှာသူမရဲ့အမေဘယ်လောက်ထိရဲရင်ခဲ့တယ်ဆိုတာကိုခိုးကိုပြောပြခဲ့ပါတယ်အဲ့ဒါအပြင်သူမငယ်ငယ်ကတည်းကအမေကဆုံးပါသွားခဲ့တာကိုလည်းပြောပြရင်းနဲ့အဲ့ဒါကြောင့်ကြောက်ရွံ့မှုတွေကိုဘယ်တော့မှထိန်းချုပ်မနေတော့ပဲသူမအမေလိုပဲတန်မာခြင်းခဲ့တာလို့ဆိုခဲ့ပါတယ်သူတို့နှစ်ယောက်တနေ့ကုန်အတူတူအချိန်ကုန်ခဲ့ကြပြီးတော့ညဘက်ရောက်လာတဲ့အခါမှာတော့အရက်ဆိုင်တစ်ခုမှအဆုံးသတ်ခဲ့ပါတယ်စာရီကတချင်းဆိုပြခဲ့ပြီးခိုးကိုတော့သူမနဲ့အတူပူးပေါင်းမှုခေါ်ခဲ့ပေမဲ့ခိုးတယောက်ရှက်နေခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့ဟာပျော်ရွှင်စရာအချိန်တွေကိုတော့ဖန်တီးနိုင်ခဲ့ကြပါတယ်ဒီလိုနဲ့တနေရာရောက်တဲ့အခါမှာခိုးကခမည်းဘယ်လိုလက်တွဲပေါ်မျိုးကိုရှာနေတာလဲလို့မေးလိုက်ပါတယ်စာရီကတော့ပြုံးပြီးတော့ကျမကရေမရရင်တောင်မှကြာရှည်စွာအသက်ရှင်နိုင်တဲ့ရှားဆောင်ပင်လိုမျိုးတန်မာတဲ့လူတစ်ယောက်ကိုလိုချင်ပါတယ်ကျမခရီးတွေအများကြီးထွက်ရတဲ့အတွက်ခွဲခါနေရရင်တောင်မှကျမကိုနားလည်ပေးနိုင်တဲ့သူတဦးလိုအပ်ပါတယ်လို့ဖြေလိုက်ပါတယ်ဒီလိုနဲ့သူတို့စကားပြောနေကြရင်းနဲ့တဦးကိုတဦးပို့ပြီးရင်းနှီးလာခဲ့ကြပါတယ်သူတို့နှစ်ယောက်လုံးဟာတယောက်ကိုတယောက်အဖော်ပြူရင်းနဲ့ပျော်ရွှင်စွာနဲ့လှပတဲ့အမှတ်တရတွေကိုဖန်တီးနိုင်ခဲ့ကြပါတယ်ဒါပေမဲ့လည်းမနေ့ပြန်မိုးလဲလာတဲ့အခါမှာတော့ခိုးဟာစာရီကိုအိမ်ပြန်လိုက်ပို့ရပါတော့တယ်အိမ်ရှိကိုရောက်တဲ့အခါမှာတော့နှစ်ယောက်စလုံးကတော့ပျော်စရာကောင်းတဲ့အချိန်တွေကိုပိုင်ဆိုင်ခဲ့ကြပြီဆိုပေမဲ့သဘောတူထားသလိုပဲအခုတော့နှုတ်ဆက်သင့်ပြီလို့ဆုံးဖြတ်လိုက်ကြပါတယ်ရင်ထဲမှာတော့နှစ်ယောက်စလုံးမခွဲခြင်းဘူးဆိုတဲ့ခံစားချက်ကိုစီရနေကြပါတယ်စာရီကအိမ်ထဲကိုဝင်သွားခဲ့ပြီးခိုးတယောက်ကတော့တကားပေါက်ဝမှာပဲရက်နေပါသေးတယ်အိမ်ထဲမှာရှိနေတဲ့စာရီကလည်းသူမရဲ့ခံစားချက်တွေကိုလစ်လူရှုလို့မရတာကြောင့်ချီတုံချတုံဖြစ်နေပါတယ်ဒီလိုနဲ့စက္ကန့်အနည်းငယ်ကြာတဲ့အခါမှာတော့သူမကတကားကိုပြန်ဖွင့်ပေးလိုက်ပါတယ်သူတို့နှစ်ဦးစလုံးဟာတယောက်ကိုတယောက်ကြည့်လိုက်ကြပြီးဒီတစ်ချိန်မှာတော့အချစ်ရဲ့အခိုက်အတန့်အားလုံးကိုအပီးပိုင်လက်ခံလိုက်ကြပါတော့တယ်ခိုးတယောက်ဟာတော့ပျော်ရွှင်မှုတွေအပြည့်နဲ့အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်အိမ်ထဲကိုဝင်ချင်းမှာပဲသူမိဘတွေကိုစိတ်လှုပ်ရှားစွာနဲ့ကျွန်တော်ရှာဖွေနေတဲ့မိန်းကလေးကိုနောက်ဆုံးတော့တွေ့ပြီးထင်တယ်လို့ပြောလိုက်ပါတယ်သူမရဲ့အမဖြစ်သူမက်တီတယောက်ကတော့မျက်လုံးကိုလှမ်းကြည့်ပြီးပြောင်းချောချောလေးတန်းနဲ့ဒါကရောဘလောက်ကြာအောင်မလဲကြည့်ရသေးတာပေါ့အရင်ကောင်မလေးလိုပဲမင်းကိုလည်းထားသွားအောင်ပါပါမင်းကအရန်မဲ့တွက်ကလွန်းတာမလို့ချစ်သူဟောင်းတွေကထွက်သွားတာလို့ပြောလိုက်ပါတယ်ဒါပေမဲ့ခိုးတယောက်သူမပြောတာကိုလစ်လို့ရှူပြီးသူကတော့စာရီကိုလုံးဝချစ်မိနေတာပဲဖြစ်ပါတယ်အဲဒီချိန်မှာပဲမက်တီတယောက်သူ့ရဲ့ဖုန်းကိုကြည့်လိုက်တဲ့အခါစာရီတယောက်အိပ်ပျော်နေတော့မှပဲခိုးတယောက်ခိုးရောက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုတွေ့လိုက်ခဲ့ပါတယ်မက်တီကအဲဒီချိန်မှာပဲစူပါတော့တယ်အဲ့ဒါကြောင့်မိန်းကလေးတွေကမင်းကိုထားခဲ့တာသိလားဒါပေမဲ့ခိုးတယောက်ကတော့ဒါပျော်ရွှင်စရာအမတ်တရားတစ်ခုအဖြစ်သာရိုက်ကူးထားခဲ့တဲ့အကြောင်းရှင်းပြခဲ့ပါတယ်ဒီလိုနဲ့ရန်နှဲငယ်ကြာလာတဲ့အခါမှာတော့ခိုးတယောက်သူ့ရဲ့ channel မှာအလုပ်လုပ်နေရင်းနဲ့ပဲစာရီကိုစာရီဇက်တိုက်ပို့ပါတော့တယ်ဒါပေမဲ့3-5ရက်ကြာတဲ့ထိအောင်စာရီစီကနေဘာစာမှပြန်ထားတာမျိုးမရှိခဲ့ပါဘူးအဲအကြောင်းပဲခိုးတယောက်ကတော့စိတ်မသက်မသာဖြစ်နေရပါတော့တယ်သူ့ရဲ့ဖေကလည်းစာရီအကြောင်းကိုမေးတဲ့အခါမှာခိုးကတော့သူမစီကစာပြန်လာတာကိုစောင့်နေတာပါလို့ပဲဝေခံလိုက်ပါတယ်ဒီလိုနဲ့ခိုးတယောက်အလုပ်လုပ်နေရင်းနဲ့ပဲရုတ်တရက်အသက်ရှူကျက်လာပါတော့တယ်အဲဒီခါမှာသူ့ရဲ့ရှူသေးဘူးကိုရှာလိုက်တဲ့အခါမှာတော့
ပျောက်နေတယ်ဆိုတာကိုသူသိလိုက်ပါတယ်သူပြန်စဉ်းစားကြည့်တဲ့အခါမှာတော့စာရီရဲ့အိတ်ထဲမှာသူ့ရဲ့ရှူသေးဘူးကြံနေခဲ့တယ်ဆိုတာကိုသတိရလိုက်ပါတယ်ကံကောင်းစားနေပဲခိုးတယောက်ကတော့သူ့ရဲ့ရှူသေးဘူးဟာအမြဲပဲပျောက်နေတတ်တာဖြစ်တာကြောင့်ရှူသေးဘူးထဲမှာအခြေရာခံကိရိယာတစ်ခုထည့်ထားတတ်ပါတယ်ခိုးတယောက်ကတော့အချိန်ဆွဲမနေတော့ပဲတီနီယာကိုစတင်ခြေရာခံมาတော့တယ်ခိုးတယောက်ခြေရာခံကိရိယာကိုကြည့်လိုက်တဲ့အခါမှာတော့စာရီတယောက်ဟာလန်ဒန်မှာရောက်နေတယ်ဆိုတာကိုတွေ့ပြီးတော့အံ့ဩသွားခဲ့ပါတယ်ဒီအချိန်မှာပဲသူ့ရဲ့အမဖြစ်တဲ့မက်တီကတော့စာရီကမင်းကို ghost သွားပြီလို့ပြောပါတယ် ghost တယ်ဆိုတာကတော့ရုတ်တရက်ထားခဲ့ခံရတာကိုပြောတာပဲဖြစ်ပါတယ်ဒီအချိန်မှာပဲခိုးကလည်းသူမကအမှုပညာပစ္စည်းကုန်တယ်လीအဲဒါကြောင့်သူ့ရဲ့အလုပ်ကြောင့်ခရီးရမစားခဏထွက်နေရတာပါလို့ပဲပြန်ပြောခဲ့လိုက်ပါတယ်ဒါပေမဲ့လည်းခိုးတယောက်ရဲ့စိတ်ထဲမှာတော့စိုးရိမ်နေခဲ့ပါတယ်သူမနဲ့နောက်ထပ်ဘယ်တော့မှမတွေ့ရတော့ရင်ဘယ်လိုလုပ်မလဲလို့လဲသူဟာတွေးမိနေခဲ့ပါတယ်ဒီလိုနဲ့ခိုးတယောက်ကတော့ဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချလိုက်ပါတယ်အဲဒါကဘာလဲဆိုရင်ဘယ်လိုပဲဖြစ်နေပါစေလန်ဒန်ကိုလိုက်သွားပြီးသူမကို surprise လုပ်မယ်ဆိုတာပါပဲခိုးရဲ့ဆုံးဖြတ်ချက်အတွက်လည်းသူ့ရဲ့မိဘတွေကထောက်ခံကြပေးကြပါတယ်အဲ့လိုနဲ့နောက်နေ့မှာတော့ခိုးတယောက်လန်ဒန်ကိုရောက်ရှိလာပါတော့တယ်တက်စီတစ်ခုပေါ်မှာရင်ပေါင်းတဲ့သူကရှားဆောင်မင်ကိုတွေးလိုက်တဲ့အခါမှာတော့ခိုးတယောက်သူ့ရဲ့ချစ်သူအတွက်ရှားဆောင်မင်ကိုစနောက်ဖို့တည်လာတယ်ဆိုတဲ့အကြောင်းနဲ့ surprise လုပ်ဖို့အကြောင်းတွေပါပြောပြခဲ့ပါတယ်။ဒါပေမဲ့လည်းရင်ပေါင်းသူကတော့သူပြောနေရတွေကိုလုံးဝစိတ်မဝင်စားဘဲနဲ့သူမကတော့ခမ ्या ကို ghost သွားပုံရတယ်နော်လို့သာပြောလိုက်ခဲ့ပါတယ်။ဒီလိုနဲ့တက်စီဘောကဆင်းလာတဲ့အခါမှာတော့ခိုးတယောက်ခြေရာခံတဲ့ကိရိယာကိုသုံးပြီးစာရီရှိနေတဲ့လန်ဒန်တရားနာကတီနီယာကိုဦးတည်သွားခဲ့ပါတယ်။ဒါပေမဲ့လန်ဒန်နဲ့အတိုင်းကိုသွားနေတော့မှပဲထူးဆန်းတဲ့အရာတစ်ခုဖြစ်သွားခဲ့ပါတယ်။ဘယ်ကနေမှမသိတဲ့လူတအုပ်ကသူ့ကိုဝိုင်းပြီးဖမ်းဆီးကတတိမေ့သွားအောင်ထိုးလိုက်ကြပါတယ်။အဲဒီနောက်မှာတော့သူ့ကိုကားထဲထည့်ပြီးတော့မောင်းထွက်သွားကြပါတယ်။ဒီလိုနဲ့ခိုးတယောက်နိုးလာတဲ့အခါမှာတော့ထူးဆန်းတဲ့နေရာတစ်ခုကိုရောက်နေခဲ့ပါတယ်။ဘော်ရီဆော့ဖ်လို့ခေါ်တဲ့လူတယောက်ကသူ့ရဲ့ရှေ့မှာမတက်ရက်လာခဲ့ပြီးသူ့ကိုတက်စမန်လို့ခေါ်လိုက်ပါတယ်။ကိုကတော့ပတ်ပတ်လည်ကိုကြည့်လိုက်တဲ့အခါမှာတရင်ချက်လက်ရဖို့အတွက်လူတွေကိုနှိပ်စက်ရမှာအသုံးပြုပြီးတေစေနိုင်တဲ့အင်းဆက်ပိုးကောင်တွေအပြည့်ရှိနေတဲ့ဓာတ်ခွဲခန်းတစ်ခုထဲမှာသူဟာပိတ်မိနေတယ်ဆိုတာကိုတွေ့လိုက်ရပါတယ်။အဲဒီအခါမှာတော့ခိုးတယောက်ကကြောက်လန့်တကြားနဲ့မင်းတို့လူမားနေပြီးငါလေသမားတယောက်ပဲလို့ပြောလိုက်ပါတယ်။ဘော်ရီဆော့ကတော့သူ့ကိုမယုံပါဘူး။သူ့ကိုစမ်းတက်ဖို့အတွက်အစိပ်ပြင်းတဲ့ပိုးကောင်တစ်ကောင်ကိုယူလာခဲ့ပါတယ်။တစ်ချက်ကိုက်လိုက်တာနဲ့မိနစ်ပိုင်းအတွင်းသေသွားလိုက်မယ်လို့လည်းအဲဒီလူကခိုးရဲ့နားကိုကပ်ပြီးပြောလိုက်ပါတယ်။အဲ့ဒီအချိန်ပြုံးကနေဆိုပြီးတော့မျိုးသမီးတဦးဟာတကားကိုဖျက်ဆီးဝင်ရောက်လာခဲ့ပြီးလူတိုင်းကိုပြစ်မှတ်မလွဲနိုင်အောင်ပြစ်ခတ်နေပါတော့တယ်။သူမကခိုးတယောက်ကိုကြိုးပြေပေးလိုက်ရင်းနဲ့ခိုးကကြီးလိုက်တဲ့အခါမှာစာရီဖြစ်နေတာကိုသိလိုက်ရတာကြောင့်အံ့ဩသွားခဲ့ပါတယ်။သူမကသူ့ကိုတနက်တလက်ပေးပြီးတော့အသင့်ပြင်ထားလို့ပြောလိုက်ပါတယ်။ခိုးကတော့ရှုပ်ထွေးနေစေဖြစ်ပေမဲ့သူ့ရဲ့အိတ်ကိုဆွဲယူလိုက်ပြီးသူတို့ထွက်လာတဲ့အခါမှာဒီနေရာဟာဂူလိုမျိုးတနေရာဖြစ်နေတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းသူတို့မလွတ်မြောက်ခင်မှာပဲရန်သူတွေကထပ်ရောက်လာခဲ့ပြီးသူတို့ကိုထပ်ပြီးပြစ်ခတ်ပါတော့တယ်။သူတို့ကဇပွဲတစ်ခုရဲ့နောက်မှာပုန်းနေကြပြီးစာရီကတော့ခုံထွက်ကသူတို့အားလုံးကိုရှင်းပြလိုက်ပါတော့တယ်။အရာအားလုံးပြီးသွားတဲ့နောက်မှာတော့ခိုးတယောက်ကသူမကိုကြည့်ရင်းနဲ့ခမ ्या ကဘာတူလဲလို့မေးလိုက်ပါတယ်။နောက်ဆုံးမှာတော့စာရီကဝန်ခံလိုက်ပါတယ်။ကျမ CIA ကပါ။သူတို့ရဲ့တက်ခွဲကန်တွေကနေအမြန်ထွက်လာတော့ခိုးတယောက်သဘောပေါက်လိုက်တာကသူတို့လန်ဒန်မှာမဟုတ်တော့ပဲအာဖဂန်နစ္စတန်အနီးကပါကစ္စတန်နိုင်ငံရောက်နေရပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းကြီးစားစစ်သားတွေရောက်လာခဲ့တာကြောင့်သူတို့ရဲ့လက်ထဲကနေလွတ်အောင်ပြေးရပါတော့တယ်။စာရီတယောက်ကားထဲကိုဝင်လိုက်တဲ့အချိန်မှာခိုးကတော့အပြင်မှာကြောင်းပြီးရက်နေတာကြောင့်လာလေးလို့သူမအော်ခေါ်လိုက်ရပါတယ်။ဒါပေမဲ့ကားမောင်းကျွမ်းကျင်တဲ့စာရီကတော့ကားစီးကိုဝင်တိုက်ပြီးလမ်းဘေးရောက်အောင်လှုပ်လိုက်တဲ့အပြင်ကိုမှကြီးစားစစ်သားနှစ်ယောက်ကိုလည်းလေးတဲ့မြောက်ထွက်သွားစေခဲ့တာကြောင့်ခိုးတယောက်ကတော့ဒီမြင်ကွင်းကိုမြင်ရင်းနဲ့ထိတ်လန့်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ခိုးကစာရီကိုခမ ्या လိန်တာခင်ဗျာအမှုပညာပစ္စည်းကုန်တယ်လို့ပြောရအောင်ကျွန်တော်ကယုံခဲ့တာလို့ပြောလိုက်ပါတယ်။ဇာရီကပြန်ဟောက်လိုက်ပြီးဘာဖြစ်လို့ဒီကိုလိုက်လာခဲ့တာလဲလို့မေးလိုက်တဲ့အခါမှာတော့ခိုးတယောက်မဖြေနိုင်ဘဲနဲ့လက်နက်ကိုင်ကြေးစားစစ်သားတွေထက်ရောက်လာတာကြောင့်သူတို့နှစ်ဦးသားတိုက်ခိုက်ရပါတော့တယ်။ဒီလိုနဲ့တစ်ဖက်မှာလည်းခိုးတို့ကိုတိုက်ခိုက်ဖို့အတွက်ကြေးစားတွေကိုလွတ်လိုက်တဲ့ဂိုင်းရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ Larry Gage ဆိုတဲ့သူကခိုးကိုတကယ်တက်စမန်ထင်ခဲ့ပြီးတက်စမန်ကိုရအောင်ဖမ်းဆီးလာနိုင်တဲ့မြေသူကိုမဆိုဒေါ်လာ1 သန်းအထိစုချမယ်ဆိုပြီးအမိန့်ထုတ်ပြန်လိုက်ခဲ့ပါတယ်။အဲဒါကြောင့်ပဲစုကြီးကိုလိုချင်တဲ့သူတိုင်းကတော့ခိုးတယောက်ကိုလိုက်ရှာနေကြပါတော့တယ်။စာရီနဲ့ခိုးတယောက်ကတော့ပြန်လာခဲ့ပြီးသူတို့ဟာပါကစ္စတန်တိုင်းရင်းသားနယ်မြေတစ်ခုကိုရောက်နေခဲ့တာပါ။ဖြစ်ပျက်ခဲ့တဲ့အရာတွေကြောင့်ခိုးတယောက်ကတော့ကြောက်ရွံ့နေခဲ့ပြီးသူတို့ကကျွန်တော်ကိုတက်စမန်လို့ထင်ပြီးတက်ဖို့ကြိုးစားနေကြတာ။တကယ်တော့တက်စမန်ကဘာတူလဲဆိုတာကိုမေးလိုက်ပါတယ်။အဲဒီအချိန်မှာစာရီကတော့အမှန်တရားကိုနောက်ဆုံးတော့ပြောလိုက်ပါတယ်။သူတို့ကရှင့်ကိုတက်စမန်လို့ယုံကြည်နေကြတယ်။ဒါပေမဲ့တကယ်တမ်းတော့တက်စမန်ဆိုတာကျမပဲလို့ဖြေခဲ့ပါတယ်
အဲဒီစကားကြောင့်ခိုးကပိုပြီးစိတ်ပြတ်သွားစေခဲ့ပါတယ်အဲဒီနောက်မှာတော့စာရီကမာခိုးဆိုတဲ့လူတဦးနဲ့တွေ့ခဲ့ပြီးခိုးကိုတော့အမေရိကကိုပြန်ပို့ဖို့ကူညီခိုင်းခဲ့ပါတယ်မာခိုကတော့စာရီကိုဘာကြောင့်ဒီကိုရောက်နေတာလဲလို့မေးရတဲ့အခါမှာတော့သူမကလူသားမျိုးနွယ်တစ်ခုလုံးကိုတေစေနိုင်တဲ့ဇီဝလက်နက်ဖြစ်တဲ့ AZTEC ဆိုတဲ့အကြောင်းကိုသတင်းရလို့အတွက်ရောက်လာခဲ့တာလို့ရှင်းပြပါတယ်။အဲဒီလက်နက်ကိုတော့လာဗီကေရဲ့လူတွေကခိုးယူသွားတယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြခဲ့ပါတယ်။ပြီးတော့စာရီကမာခိုကိုဘလို့ပဲဖြစ်ဖြစ်ခမရကိုကိုတော့အိမ်ကိုလုံးကျုံစွာပြန်ပို့ပေးပါလို့ပြောခဲ့ပါတယ်။မာခိုကလည်းဒါကိုသဘောတူခဲ့ပါတယ်။မာခိုတယောက်ခိုးကိုခေါ်သွားဖို့အတွက်ပြင်းနေတုံးမှာပဲတနက်တန်တစ်ခုကထွက်လာခဲ့ပြီးမာခိုကိုထိမှန်ကလဲကျသွားပါတော့တယ်။အဲဒီချိန်မှာလူတယောက်ကထွက်လာခဲ့ပြီးစာရီကိုပါတနက်နဲ့ချိန်ထားလိုက်ပါတော့တယ်ခဏလမ်းလျှောက်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ဦးစလုံးကိုကားထဲကိုထည့်ထားလိုက်ပါတယ်ဒါပေမဲ့လည်းကားထဲမှာလည်းနောက်ထပ်လူတယောက်ကစောင့်နေခဲ့တာဖြစ်ပြီးသူတို့နှစ်ဦးစလုံးကိုဖမ်းဆီးလာတဲ့သူကိုလေဘင်းကိုချိုးပြီးတပ်ပစ်လိုက်ပါတယ်နောက်မှာပဲခိုးကိုကြည့်ပြီးတော့တေသွားတဲ့လူရဲ့အလောင်းကိုကားထဲကနေပြစ်ချဖို့အမိန်ပေးပြီးတဲ့နောက်မှာလာဗီကေကမင်းကိုဒေါ်လာတစ်သန်းစုကြီးထုတ်ထားတယ်အဲဒါကြောင့်ဒီနေရာကလူတိုင်းကမင်းကိုလိုက်ရှာနေကြတာလို့သူကပြောခဲ့ပါတယ်အဲ့ဒီလိုနဲ့အဲ့ဒီလူကတော့ခိုးနဲ့စာရီရဲ့လေဘဲနဲ့မှာချစ်ပြားလေးတကိုတက်ထားလိုက်ပြီးမင်းတို့နှစ်ယောက်ငါစကားကိုနားမထောင်ဘူးဆိုတာနဲ့ငါရဲ့လက်စွပ်ကိုတစ်ချက်လှည့်လိုက်မှဖြစ်ပြီးတော့အဲ့လိုလှည့်လိုက်တာနဲ့မင်းတို့ရဲ့ခန္ဓာကိုယ်ထဲကိုဘိုးအား9000ပို့ပေးလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့နောက်တဲ့တနေရာကိုရောက်လာတဲ့အခါမှာတော့ကားတစ်စီးကသူတို့ကိုအရှိန်ပြင်းပြင်းနဲ့ဝင်တိုက်လိုက်ပြီးခိုးနဲ့စာရီကိုဖမ်းလာတဲ့သူကတော့ချက်ချင်းပဲသေဆုံးသွားပါတော့တယ်အဲ့ဒီလိုအခြေအနေဖြစ်နေတဲ့အတော်အတွင်းမှာတော့စာရီကသူ့ရဲ့လက်စွပ်ကိုယူလိုက်ပါတယ်အဲ့ဒီလိုဗျံပဒါအခြေအနေတွေဖြစ်နေတုံးမှာပဲစာရီနဲ့ခိုးတယောက်ကတော့လွတ်မြောက်လာပြီးထွက်ပြေးဖို့တွေတခြားကားတစ်စီးပေါ်ကိုတက်လိုက်ပါတယ်စာရီကကားမောင်းနေတော့ခိုးကရုတ်တရက်အရေးကြီးတဲ့အရာတစ်ခုကိုသတိရသွားပုံပေါ်ပါတယ်သူကအစောပိုင်းတုန်းကဖမ်းခံနေရတော့ကလူတွေကသူ့ကိုလှုပ်ဝက်ကုတ်တစ်ခုကိုအချင်းချင်းခါခါထက်တလဲလဲမေးနေတယ်ဆိုတာကိုစာရီကိုပြောပြလိုက်ပါတယ်ဒီစကားကိုကြားလိုက်တဲ့စာရီတယောက်ကတော့ဒေါသတွေထွက်သွားခဲ့ပြီးရုတ်တရက်ပရိအုပ်လိုက်ခါဘာလို့အစရတွေကကျမကိုဒီအကြောင်းမပြောပြခဲ့တာလဲလို့သူ့ကိုအော်လိုက်ပါတယ်ခဏစဉ်းစားပြီးတဲ့နောက်မှာတော့စာရီတယောက်အရေးကြီးတဲ့အချက်တစ်ခုကိုသဘောပေါက်သွားခဲ့ပါတယ်လာဗီကေရဲ့လူတွေကဇီဝလက်နက်အတွက်လှုပ်ဝက်ကုတ်တစ်ခုကိုမတွေ့သေးပါဘူးအဲဒီကုတ်မပိုင်သူတို့ဟာ AZTEC လို့ခေါ်တဲ့တစ်တာကိုဖွင့်လို့မရတာကြောင့်လက်နက်ကိုလည်းရောင်းစားလို့မရပါဘူးဒါကြောင့်ပဲလာဗီကေကခိုးရဲ့ဦးခေါင်းကိုဒေါ်လာ1 သန်းအထိစုကြီးထုတ်ထားတာဖြစ်ပြီးခိုးကတော့အဲ့ဒီလိုဝက်ကုတ်ကိုသိတယ်လို့လာဗီကေတယောက်ထင်နေတယ်ဆိုတာပါပဲဒီလိုနဲ့စာရီတယောက်ကတော့ခိုးရဲ့ခေါင်းကိုရုတ်တရက်ရိုက်လိုက်တာကြောင့်ခိုးတယောက်မေ့လဲသွားပါတော့တယ်ခိုးတယောက်နိုးလာတဲ့အခါမှာတော့လာဗီကေရဲ့လူတွေရှေ့မှာရောက်နေတာကိုတွေ့လိုက်ရတဲ့အတွက်ထိတ်လန့်သွားပါတော့တယ်ဟိုဆိုးတာကတော့သူ့ကိုဒီကိုခေါ်လာတဲ့သူကစာရီဖြစ်နေခဲ့တာပါဒီလိုနဲ့စာရီတယောက်ကတော့ဒီမာတက်စမန်အခုကျမကိုဒေါ်လာ1 သန်းပေးပါကျမလိုချင်တယ်လို့ပြောလိုက်ပါတယ်လာဗီကေရဲ့လူတွေကလည်းစာရီတောင်းတဲ့ငွေကိုအကြခင်မှာရလိုက်မယ်လို့ပြောပါတယ်စာရီကတော့သူမငွေမရသေးတဲ့အထိခိုးနဲ့အတူပဲနေရဖို့လိုတယ်လို့အတင်းကျပ်ပြောလိုက်ပါတယ်အဲ့ဒါကြောင့်ပဲစာရီနဲ့ခိုးနေအောင်လုံးကိုလေရင်ပေါ်ကိုတင်ဖို့အတွက်အမိန်ပေးလိုက်ပါတယ်လာဗီကေတယောက်ကလည်းသူ့ရဲ့လူတွေကိုမြေပြင်ပေါ်ကိုရောက်တာနဲ့စာရီကိုတပ်ပစ်ဖို့အတွက်လှုပ်ဝက်အမိန်ပေးထားပါတယ်ဒီလိုနဲ့လေရင်ပေါ်ကိုရောက်လာတဲ့အခါမှာတော့စာရီတယောက်ခိုးကိုဓာရီအားလုံးကသူမရဲ့အစီအစဉ်ပါလို့တိုးတိုးလေးပြောခဲ့ပါတယ်ဒါပေမဲ့လည်းခိုးတယောက်ကသူ့ကိုအသုံးချနေတဲ့စာရီကိုတော့ဒေါသထွက်နေခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူတယောက်ကခိုးရဲ့ဖုန်းကိုယူပြီးစစ်လိုက်တဲ့အခါမှာတော့ခိုးနဲ့စာရီရဲ့အတူတူရိုက်ထားခဲ့တဲ့ဓာတ်ပုံကိုတွေ့လိုက်ရတဲ့အခါသူတို့နှစ်ဦးကရင်းနှီးနေတဲ့သူတွေပါဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီအခါမှာပဲစာရီနဲ့ခိုးနှစ်ယောက်စလုံးကိုတသက်နေနဲ့ချိန်ထားလိုက်ပါတော့တယ်အဲ့ဒီအခါမှာစာရီတယောက်ကတော့ခိုးကိုမတတ်ပါနဲ့လှုပ်ဝက်ကုတ်ကသူမစီမှာပဲရှိတာပါလို့ပြောလိုက်ပါတယ်အဲဒီနောက်မှာတော့အိတ်ထဲကတစ်ခုခုကိုပေးခြင်းဟန်ဆောင်ပြီးတော့လျှက်စစ်ချစ်ပြားတစ်ခုကိုအဲဒီလူရဲ့လက်ထဲမှာထည့်ပေးလိုက်ပါတယ်သူမကအဲ့ဒီချိန်မှာပဲလက်စွပ်ကိုလှည့်လိုက်တဲ့အခါမှာဓာတ်လိုက်ပြီးမေးလဲသွားပါတော့တယ်စာရီကကျန်တဲ့လူတွေကိုတိုက်ခိုက်ရင်းနဲ့ခိုးကိုတော့တိုက်ပွဲထဲမှာမပါဆိုင်ခဲ့ပဲနဲ့လေဒီတစ်ခုကိုယူကအောက်ကိုခုန်ချဖို့အတွက်တစ်တာကိုပါယူသွားဖို့ပြောလိုက်ခဲ့ပါတယ်ဒါပေမဲ့ခိုးကတော့လေဒီကိုဆွဲပြီးယူလိုက်ခဲ့ပေမဲ့စာရီမပိုင်မသွားနိုင်တာကြောင့်သူမကိုပါပွေ့ချီကလက်ဆွဲအိတ်နဲ့အတူခုန်ချလိုက်ပါတော့တယ်ဒီလိုနဲ့စာရီနဲ့ခိုးနှစ်ယောက်သားကတော့ကျွန်းတကျွန်းပေါ်ကိုရောက်ရှိလို့သွားခဲ့ပါတယ်စာရီတယောက်နိုးလာတဲ့အခါမှာတော့ခိုးဟာသူမကိုကယ်တင်ခဲ့ရုံနာမကပဲလက်ဆွဲအိတ်ကိုပါယူလာနိုင်ခဲ့တာကိုတွေ့လိုက်ရပါတယ်လူနဲ့ညဘက်ကိုရောက်လာခဲ့တဲ့အခါမှာတော့စာရီတယောက်ခိုးမသိအောင်သူမရဲ့ GPS ကိုဖွင့်ပြီး CIA ကသူ့ရဲ့လူတွေကိုဒီနေရာကိုအချက်ပြလိုက်ခဲ့ပါတယ်ခ
ခဏအကြာမှာတော့ခိုးတယောက်ကအပင်တွေရဲ့အကြောင်းကိုကောင်းကောင်းသိတဲ့အတွက်ဒါကိုသုံးချပြီးစာရီရဲ့ဒဏ်ရာကိုကုသပေးလိုက်တာကြောင့်သူမကတော့ခိုးတယောက်ကိုအထင်ကြီးသွားပါတော့တယ်ခိုးတယောက်ဘလောက်တောင်စိတ်ကောင်းရှိပြီးဂယုစိုက်တတ်တယ်လေဆိုတာကိုမြင်လာရတဲ့စာရီတယောက်ကတော့အော်ဟစ်ဆက်ဆန်ခဲ့တဲ့ပုံတွေကိုအပြစ်ရှိသလိုခံစားလာရပြီးခိုးတယောက်ကိုအသုံးချခဲ့တဲ့အတွက်လည်းတောင်းပန်ပါတယ်လို့ပြောခဲ့ပါတယ်ခိုးတယောက်ကလည်းသူမစီကခွင့်ပြုချက်မရဘဲနဲ့ဓာတ်ပုံရိုက်ခဲ့မိတဲ့အတွက်ပြန်ပြီးတောင်းပန်ခဲ့ပါတယ်ဒီလိုနဲ့နောက်တစ်နေ့မှာတော့လာဗီကေရဲ့လူတွေရောက်ရှိလာခဲ့ပြီးတော့သူတို့ကိုစတင်တိုက်ခိုက်ခဲ့ပါတော့တယ်တစ်ချိန်တည်းမှာပဲ CIA ကလူတွေပါရောက်ရှိလာခဲ့ပြီးတော့သူတို့ချင်းချင်းတိုက်ခိုက်မှုတွေဖြစ်ပွားနေခဲ့ပေမဲ့လက်ဆွဲအိတ်ကတော့ပြန်လဲပါသွားခဲ့ပါတယ်အဲဒါကြောင့်ပဲအားလုံးပြီးသွားတဲ့အခါမှာတော့ခိုးနဲ့စာရီတို့နှစ်ယောက်စလုံးကို CIA ကပြန်လဲခေါ်သွားခဲ့ပါတယ်ဒီလိုနဲ့ရုံးချုပ်ကိုရောက်ရှိသွားတဲ့အခါမှာတော့ခိုးနဲ့စာရီနှစ်ယောက်စလုံးကတော့သူတို့မေးတဲ့မေးခွန်းတွေကိုဖြေနေရပါတော့တယ်စာရီတယောက်ကတော့လက်ဆွဲကိုရအောင်မြူလာနိုင်ခဲ့တဲ့အတွက်သူ့ရဲ့အထက်အရာရှိကတော့စာရီကိုဒီမစ်ရှင်မှာရက်ဆိုင်လိုက်ပြီလို့ပြောခဲ့ပါတယ်။ဒါပေမဲ့လည်းစာရီတယောက်ကတော့ဒီအိတ်ကိုပြန်လဲရယူဖို့အတွက်စိတ်အားထက်သန်နေတုံးပါပဲ။ဒီလိုနဲ့ CIA ကတော့လာဗီကေတို့ကိုလိုဝက်ကုတ်နံပါတ်ရဲ့တဝက်ကိုရာပေးပြီးလဲစားထားဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။လာဗီကေတို့ကတော့ကိုကုတ်နံပါတ်တွေတီးတဲ့တက်စမန်အစ်စ်လို့ထင်နေခဲ့တာကြောင့် CIA ကလူတွေကခိုးကိုအသုံးပြုပြီးလာဗီကေတို့ကိုဖမ်းဖို့အတွက်စီစဉ်ပါတော့တယ်။ဒါပေမဲ့ဒီလိုစီစဉ်ကိုတော့ခိုးတယောက်ကညှင်းဆန်ခဲ့ပါတယ်။ဒါပေမဲ့လည်း CIA ကသူတွေကခိုးကိုခမည်းအခုအန်ရရှိနေပြီအဲ့လိုပဲခမည်းရဲ့မိသားစုပါအန်ရရှိနေပြီလို့ပြောလိုက်ပါတယ်။ဒါကိုသဘောပေါက်သွားတဲ့ခိုးကလည်းလက်မခံခြင်းပေမဲ့လက်ခံလိုက်ရပါတော့တယ်။စာရီတယောက်သားကိုတိတိချင်းမှာပဲခိုးကိုတားဖို့ကြိုးစားခဲ့ပြီးဒီမစ်ရှင်ကအရန်အန်ရများတယ်။ CIA ကရှင့်ကိုအသုံးချပြီးပြစ်ထားခဲ့လိမ့်မယ်လို့ပြောပါတယ်။ဒါပေမဲ့ခိုးတယောက်ကလည်း CIA ကခမည်းရဲ့တငယ်ချင်းတွေကလည်းခမည်းကိုဒီလိုပဲပြောခဲ့တယ်။ခမည်းကကျွန်တော်ကိုအသုံးချမယ်ပြီးရင်ပြစ်ထားခဲ့မယ်ခမည်းအဲ့လိုလုံးလို့တဲ့လူတွေအားလုံးခမည်းကြောင့်သတိခံလိုက်ရတယ်ဆိုတဲ့အကြောင်းကျွန်တော်ကိုပြောပြထားတယ်လို့စာရီကိုပြန်ပြောလိုက်ပါတယ်။အဲဒီစကားကြောင့်ပဲစာရီတယောက်ဒေါသထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းဦးတာမီဆိုတဲ့မျိုးသားတဦးကလိုဝက်ကုတ်တွေနဲ့အတူ AZTEC ကိုပါရရှိဖို့အတွက်လာဗီကေတို့ကိုငှားရမ်းခဲ့တာဖြစ်ပေမဲ့အခုတည်းကလာဗီကေတို့ကလိုဝက်ကုတ်ကိုမရသေးတာကြောင့်စိတ်ဆိုးနေခဲ့ပါတယ်48နာရီအတွင်းအဲ့ဒီကုတ်နံပါတ်ကိုငါလိုချင်တယ်မဟုတ်ရင်မင်းတို့ကိုတတ်ပစ်မယ်ဒီတခါတက်စမန်ကိုသွားတွေ့တဲ့အခါငါပါလိုက်ခဲ့မယ်လို့ပြောခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့တက်စမန်လို့ထင်နေတဲ့ခိုးနဲ့တွေ့ဆုံမှုအတွက်ခန္ဓာကြီးရတဲ့စားတောက်ဆိုင်တစ်ခုမှာကြိုတင်ဘိုကင်လုပ်ထားခဲ့ပြီးတက်စမန်ကိုလည်းအဲ့ဒီကိုပဲဖိတ်ကြားခဲ့ပါတယ်အဲဒါကြောင့် CIA ကလူတွေကခိုးကိုသူတို့ရဲ့ရင်နဲ့အဲ့ဒီစားတောက်ဆိုင်စီကိုခေါ်သွားခဲ့ပါတယ်ဒီလိုနဲ့ခိုးတယောက်သူတို့ရဲ့ခန်းမတွေကိုရောက်သွားတဲ့အခါမှာတော့ CIA အဖွဲ့ကလူတွေအားလုံးကအပြင်ကကားတွေကနေစောင့်ကြည့်နေခဲ့ကြပါတယ်ခဏအကြာမှာတော့လာဗီကင်းနဲ့သူ့လူတွေဝင်လာပြီးဆိုတဲ့အကြောင်းခိုးကို CIA ကလူတွေကတတိပေးလိုက်ခဲ့ပါတယ်လာဗီကင်းတယောက်ကလည်းခေသူမဟုတ်တဲ့အတွက်သူဟာဦးတာမီကိုခေါ်လာခဲ့ပြီးတစ်ဖက်မှာလည်းသူ့ရဲ့လူတွေနဲ့ဘန်ကားထဲမှာရှိနေတဲ့ CIA agent တွေအားလုံးကိုတပ်ပစ်ခဲ့လိုက်ပါတယ်။တစ်ဖက်မှာတော့တေလူမျောပါဖြစ်နေတဲ့ agent တယောက်ကခိုးကိုထွက်ပြေးဖို့အတွက်ပြောလိုက်ပါတယ်။အစားကတော့ခိုးတယောက်ထွက်သွားဖို့စဉ်းစားထားပေမဲ့ရုတ်တရက်ပဲသူဟာစိတ်ပြောင်းသွားခဲ့ပါတယ်။ဒီလိုနဲ့လာဗီကင်းနဲ့ဦးတာမီတို့က AZTEC လက်ဆွဲအိတ်ကိုယူဆောင်ပြီးခိုးရဲ့ရှိရာစပွဲဝိုင်းစီကိုရောက်ရှိလာပါတော့တယ်။ခိုးတယောက်ကတော့မင်းတို့ငါ့ရဲ့ agent တွေကိုတတ်လိုက်တာငါ့ကိုကူညီရရောက်တာပဲ။သူတို့နဲ့အလုပ်လုပ်ရတာဘာမှမရတဲ့အတွက်ငါမင်းတို့စီလာခဲ့တာငါရဲ့ငွေပေးချေမှုကိုမင်းတို့ကနှစ်ဆပေးခဲ့မယ်ဆိုရင်ငါဒီတက်တာကိုဖွင့်ပေးမယ်လို့ဆွေးနွေးခြင်းဟန်ဆောင်လိုက်ပါတယ်တကယ်တော့ခိုးတယောက်ကအချိန်ဆွဲနေခဲ့တာပါတစ်ဖက်မှာလည်းစာရီသူ့ကိုလာကယ်ဖို့အတွက်သူဟာစိတ်ထဲကနေမျှော်လင့်ဆောင်စားနေခဲ့ပါတယ်ဒီလိုနဲ့အချိန်ကြာလာတဲ့အခါမှာဦးတာမီတယောက်ဒေါသထွက်သွားခဲ့ပြီးမင်းလိန်နေတာကိုအခုရက်လိုက်လှုပ်ဝက်နံပါတ်ကိုအခုငါ့ကိုပေးလို့អော်ပြောလိုက်ပါတယ်လာဗီကေကလည်းကိုးတရက်ကိုတနက်နဲ့ချိန်ထားလိုက်ပြီးသူကပြစ်ဖို့အတွက်အသင့်ပြင်နေတဲ့အခါမှာပဲစာရီတယောက်လှပတဲ့အနက်ရောင်ဝစ်စုံတဲ့သူခန်းခန်းနားနားရောက်ရှိလာခဲ့ပါတော့တယ်ဒီလိုနဲ့စာရီရောက်လာတာကိုခိုးတယောက်မြင်လိုက်ရတဲ့အတွက်သူရဲ့မျက်နှာဟာဝင်းလက်တောက်ပသွားခဲ့ပါတော့တယ်စာရီတယောက်ရောက်လာတဲ့အခါမှာတော့ခိုးရဲ့ဘေးမှာထိုင်လိုက်ပြီးဦးတာမီကိုကျမကတကယ်တက်စမန်မှာလှုပ်ဝက်ကုတ်နံပါတ်ကိုသိတယ်လို့ပြောခဲ့ပါတယ်သူမရဲ့ဘဏ်အကောင့်နံပါတ်ကိုပေးပြီးအရင်ဆုံးပတ်စံကိုလွှဲပေးပါလို့လည်းပြောလိုက်ပါတယ်ဒီလိုနဲ့သူမဟာလှုပ်ဝက်ကုတ်နံပါတ်ကိုအသုံးပြုခဲ့ပြီးလက်ဆွဲအိတ်ကိုဖွင့်လိုက်တဲ့အခါမှာတော့ AZTEC လို့ခေါ်တဲ့ဇီဝလက်နက်တွေကိုတွေ့လိုက်ရပါတော့တယ်ပတ်စံကိုချက်ချင်းလွှဲပြီးသွားပြီဆိုပေမဲ့လာဗီကေကငါတို့မပြီးသေးဘူးမင်းတို့ထွက်သွားလို့မရဘူးလို့ပြောလိုက်ပါတယ်
သူ့လူတွေကခိုးနဲ့စာရီကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတခြားသောလူစုဂိုင်းသားတွေပေါ်လာခဲ့ပြီးလာဘီကင်းနဲ့သူ့ရဲ့လူတွေကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်ဖြစ်ပုံကတော့စာရီတယောက်သူမလာခင်မှာပဲလာဘီကင်းကိုဒေါ်လာ1 သန်းအထိစုကြီးထုတ်ထားခဲ့လို့ပဲဖြစ်ပါတယ်ဒီလိုနဲ့ရုတ်တရက်အတွင်းမှာပဲသူတို့ရဲ့နေရာမှာကြီးစံနေဝဲပြန်သွားခဲ့ပြီးအဲ့ဒီအားလုံးကတော့ကြောက်လန့်တကြားနဲ့ထွက်ပြေးကုန်ကြပါတယ်ဒီလိုနဲ့စာရီတယောက်ကတော့လက်နက်အိတ်ကိုဆွဲယူပြီးထွက်ပြေးဖို့လုပ်ခဲ့ပါတယ်တစ်ဖက်မှာလည်းဦးတာမီကလာဘီကေးကိုလက်နက်ကိုယူဖို့အမိန့်ပေးခဲ့ပေမဲ့လာဘီကေးကတစ္ဆာဖောက်လိုက်ပြီးဦးတာမီကိုတနက်နဲ့ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဇီဝလက်နက်ကိုယူဖို့အတွက်စာရီနဲ့အတူထိတ်တိုက်ရင်ဆိုင်ရပါတော့တယ်လာဘီကေးတယောက်ကတော့လက်နက်ကိုဆွဲယူပြီးထွက်ပြေးဖို့ကြိုးစားပါတော့တယ်ဒါကိုမြင်လိုက်တဲ့စာရီတယောက်ကတော့ခေါင်းမိုးရဲ့ဖွဲ့စည်းပုံကိုတွက်ချက်ပြီးတနက်နဲ့ပစ်လိုက်တဲ့အခါမှာလာဘီကေးဟာအောက်ကိုပြုတ်ကျသွားခဲ့ပြီးလာဘီကေးရှိနေတဲ့အစိပ်ပိုင်းကပြိုကျသွားခဲ့တာကြောင့်လာဘီကေးတယောက်အောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ဒါပေမဲ့စာရီတယောက်ကတော့ AZTEC ဖန်ပလင်းကိုဖမ်းယူနိုင်ခဲ့ပါတယ်ခိုးတယောက်ကလည်းသူမကိုအချိန်မီဆွဲယူပြီးကယ်တင်နိုင်လိုက်ခဲ့ပါတယ်အဲဒီနောက်မှာတော့သူတို့နှစ်ယောက်စလုံးဟာချစ်ချင်းမြတ်တာအပြည့်နဲ့တယောက်ကိုတယောက်ကြည့်လိုက်ကြပြီးခိုးကတော့ခမရဒီဝစ်စုံနဲ့အရန်လှတယ်လို့ပြောလိုက်တဲ့အခါစာရီကလည်းရှင်လဲဒီဝစ်စုံကိုပဲပိုဝစ်တင်တယ်လို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ပဲ CIA ရဲ့ရဟတ်ယာဉ်တွေကသူတို့ကိုကယ်တင်ဖို့ရောက်ရှိလာပါတော့တယ်ဒီလိုနဲ့နောက်ဆုံးမှာတော့စာရီနဲ့ခိုးနှစ်ယောက်သားကခိုးရဲ့မိသားစုတွေနဲ့အတူပျော်ရွှင်စွာစားတောက်နေခဲ့ပါတယ်ခိုးရဲ့အမားဖြစ်တဲ့မက်ဒီတယောက်ကလည်းသူတို့နှစ်ယောက်စလုံးကိုတွေးရတာဝမ်းသာပြီးသူတို့ရဲ့ယူသွဖို့ကောင်းတဲ့အချစ်ဇလန်းလေးကိုစားနှောက်နေခဲ့ပါတော့တယ်ဒီလိုနဲ့ပဲဇလန်းလေးအစုံမှာတော့ခိုးနဲ့စာရီတို့နှစ်ယောက်သားပျော်ရွှင်စွာနဲ့နေထိုင်သွားကြပါတော့တယ်ဇလန်းလေးကိုတင်ဆက်ပေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးဗီဒီယိုလေးကိုလည်း like လေးပေးခဲ့ကြပါဦးခင်ဗျာဟုတ်ကဲ့ပါနောက်ထပ်ဗီဒီယိုမှာလည်းဇာတ်ကားကောင်းနေနဲ့ပြန်လည်တွေ့ဆုံကြပါမယ်